ဒီနေ့မှာတော့တင့်ကိုနေ့စဉ်လက်ဖက်တက်ကြွစေနိုင်မဲ့နည်းလမ်းတွေကိုပြောပြပေးသွားပါမယ်။နေ့လယ်စားချိန်မရောက်ခင်မှာပဲတင့်ဘက်ထရီကကုန်သွားသလိုမျိုးခံစားနေရပါသလား။ဒါကတင်တယောက်တည်းဖြစ်နေတာမျိုးတော့လည်းမဟုတ်ပါဘူး။လူအများစုကတနေ့တာကိုကော်ဖီရဲ့မလုံးမဖြစ်တဲ့အလုပ်တွေရဲ့နဲ့ပဲမဖြစ်အောင်ဖြတ်တန်းနေကြရပါတယ်။ဒါပေမဲ့တင့်ကိုကော်ဖီတစ်ခွက်မှထပ်မတော့ရပဲနဲ့မနက်ကနေညအထိတဘာဝအတိုင်းလက်ဖက်တက်ကြွစေနိုင်မဲ့လွယ်ကူတဲ့သိပ္ပံနည်းချက်ထောက်ခံထားတဲ့အလေးအကျင့်တွေနည်းလမ်းတွေရှိရလို့ပြောရင်ရောဘယ်လိုလဲ။ဒီဗီဒီယိုရဲ့အဖုံးမှာတော့အသင်ခန္ဓာကိုယ်ကိုအားဘယ်လိုပြန်သွင်းရမလဲစိတ်အာရုံဖူးဖိုက်မှုကောင်းအောင်ဘယ်လိုလုပ်ရမလဲပြီးတော့တင်းနေ့ရက်တွေကိုပျော်ရွှင်စွာဘယ်လိုဖြတ်တန်းရမလဲဆိုတာကိုတေချာလမ်းညွှန်ပေးသွားမှာမို့လို့ဒီဗီဒီယိုကိုအဖုံးထိကြည့်သွားပေးပါအောင်နော်ကဲအဲ့တော့ကျွန်တော်တို့မနက်ခင်းမှာဘယ်လိုအပြင်ဖြစ်မလဲဆိုတာနဲ့စလိုက်ရအောင်ကျွန်တော်တို့အများစုကမနက်မှာအိယာထားလာတာနဲ့ဖုန်းကြည့်မယ်ပြီးရင်ကော်ဖီဖြော်ရဲဖီကိုတန်းသွားကြတယ်တင်းနဲ့ရင်းနှီးနေရမလားအဲ့ဒါကတင်းရဲ့နေ့ရက်တွေကို fun in navy မဲ့ပုံစံမျိုးနဲ့စတင်လိုက်တာပဲဖြစ်ပါတယ်။ဒီအချိန်တွေကိုကျွန်တော်တို့ပြောင်းလဲဖို့လိုပါတယ်။ပထမဆုံး9မိနစ်အိယာနိုးထနီကိုစလိုက်အောင်။ဖုန်းကိုမကင်ခင်မှာကို9မိနစ်အချိန်ပေးရမယ်။ပြီးရင်ဒီရုပ်ရှင်နဲ့နီလန်းလေးတွေကိုလိုက်ပြီးတော့လုပ်ကြည့်လိုက်ပါ။ပထမဆုံးအကျော်လျှော့လေးကျင်ကန်းလေးတွေဖြစ်တဲ့လက်မောင်းပခုံးတွေကိုလှည့်တာမျိုးခြေထောက်တွေလှုပ်ပေးတာမျိုးတွေလုပ်ပြီးလို့ရပါတယ်။ဒါတွေကတင်းရဲ့အဖြစ်တွေကိုသွေးလက်ပတ်မှုကောင်းစေပါတယ်။ပြီးရင်နနက်ခင်းနေအောင်ကြီးကိုခံယူတာအပြင်ထွက်ပြီးတော့ဒါမှမဟုတ်ပဒင်းပေါက်တွေကိုကြဲကြဲဖွင့်ပြီးတော့မနက်ခင်းနေအောင်ကြီးကိုခံယူကြည့်ပါဒါအသင်းရဲ့ခန္ဓာကိုယ်နာရီကိုတင်းအောင်နောက်ကနေ့တစ်နေ့စတင်ဖို့အချိန်ရောက်ပြီလို့ပြောလိုက်တယ်လို့မျိုးပဲဖြစ်ပါတယ်လေးလာမှုတွေအရာမနက်ခင်းမှာ10မိနစ်ခန့်နေအောင်ကြည့်ယူတာကနှိုးကြမှုတွေကိုမြင့်တင်ပေးပြီးတော့အိတ်ဆက်ခြင်းဆိုင်ရာဟော်မုန်းတွေကိုလည်းထိန်းညှိပေးပါတယ်ပြီးတော့တဘာဝရဲ့ fun in vitamin တွေဖြစ်တဲ့ vitamin D ကိုလည်းသင်္ခန္ဓာကိုယ်ကထုတ်လွှတ်ရမှာကူညီပေးပါတယ်။ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်။ကော်ဖီမတောက်ခင်မှာပဲသင်္ခန္ဓာကိုယ်ကိုနိုးထစေဖို့ဖြစ်ပါတယ်။နံပါတ်1ရေဓာတ်ဖြည့်တင်ခြင်းလူအများစုမေးလျော့နေတဲ့အရာတစ်ခုကတော့တင်နိုးထလာတဲ့အချိန်မှာရေဓာတ်အခန်းချောက်နေတာပဲဖြစ်ပါတယ်။တင်ကရေမတောက်ပဲနဲ့9နာရီ10နာရီလောက်နေခဲ့ရတာပါ။တင်းရဲ့မနက်ခင်းကော်ဖီမတောက်ခင်မှာပဲရေကိုဖန်ခွက်တစ်ခွက်အပြည့်တောက်ကြည့်လိုက်ပါ။တမယာသီးညက်တာဒါမှမဟုတ်ဖားအနှဲငယ်ထည့်ပြီးတောက်တာမျိုးလည်းလုပ်လို့ရပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့တင်းရဲ့ဗီဝကမ္မဖြစ်စဉ်ကိုစတင်စေခြင်းအဖိတ်တောက်တွေကိုဖယ်ရှားပေးခြင်းနဲ့တင်းရဲ့အုံနောက်ကိုရေဓာတ်ပြန်လည်ဖြစ်တင်ခြင်းတွေပဲဖြစ်ပါတယ်။2020ခုနှစ်ကလိလာမှုတွေအရာဆိုရင်အနှဲငယ်ရေဓာတ်ခန်းချောက်တာကညာလုံးပေါက်မအေးရတယ်လို့မျိုးပင်ပန်းတဲ့မှုတွေကိုပါဖြစ်စေနိုင်တယ်လို့တွေ့ရှိရပါတယ်။ဒါကြောင့်တင်းရဲ့မနက်ကင်း fun in လျှို့ဝှက်ချက်တွေကတခုကတော့တင်းရဲ့ရေခွက်ထဲမှာပဲရှိနေနိုင်ပါတယ်။နံပါတ်3ကတော့တင်းရဲ့အုံနောက်ကိုလောင်စာဖြည့်ဆည်းပါမဖြတ်ဆည်းပါနဲ့။ပုံမှန်မနက်စာတွေဖြစ်တဲ့ကော်ဖီနဲ့မုန့်အချိုတွေကိုစားတာကတင်းရဲ့ fun in ကို roller coaster လိုပါပဲမြန်မြန်တက်ပြီးတော့မြန်မြန်ကျစေပါတယ်။အဖားတို့အနေနဲ့ဒီငိမ့်တဲ့ fun in ကိုပြီးမဲ့ဒီအရာတွေကိုစားကြည့်လိုက်ပါ။ oats နဲ့ berry သီးပါတဲ့ greeting ချင်းထောပတ်သီးနဲ့ပြုတ်ထားတဲ့ချက်ဥငပြောသီးဟင်းနုနယ်ရက်နဲ့ peanut butter ကိုရောကြိတ်ထားတဲ့ဖြော်ရည်ဒါတွေက protein ရဲ့ကျန်းမာတဲ့အဆီရဲ့ carbohydrate ရဲ့၃မျိုးလုံးကိုပေးပြီးတော့တင်းရဲ့ fun in အတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒီအစားအစာတွေက fun in ကိုဖြည်းဖြည်းချင်းထုတ်လွှတ်စေပြီးတော့သွေးတွင်းတကြားသက်ကိုလည်းတည်ငြိမ်စေပါတယ်ဖလိုရာကမနက်ခင်းမှာစိတ်မကြီးမလင်တာမျိုးတွေမရှိတော့ဘူးပေါ့ဒါကြောင့်လမ်းမထွက်ခင်တင့်ခန္ဓာကိုယ်ကို fun in ခဏပဲပေးမယ်ကဖင်းဓာတ်နဲ့တကြားဓာတ်တွေမဟုတ်ဘဲနဲ့တကယ်လောင်စာတွေဖြစ်တဲ့အစားအစာတွေကိုစားပေးသင့်ပါတယ်နေ့လည်ခင်းမှာရင်တနေ့တာအတွက်အားကုန်နေပြီဆိုရတဲ့သူတွေအတွက်ကောဘယ်လိုဖြေရှင်းရမလဲကဲနေ့လည်ရောက်ပြီဆိုရင်အလုပ်တွေလည်းအများကြီးလုပ်ပြီးနေပြီဆိုပေမဲ့တင်းရဲ့ fun in တွေကလည်းကုန်တလောက်ဖြစ်နေပါပြီဒါကလည်းဖြစ်လေဖြစ်တာရှိတဲ့အရာပါပဲတင်းရဲ့အမှားတော့လည်းမဟုတ်ပါဘူးနေ့လည်စာစားပြီးတဲ့အချိန်မှာတင်းခန္ဓာကိုယ်ရဲ့ view feature တွေကတဘာဝအတိုင်းပဲကျဆင်းသွားလေရှိပါတယ်ဒါပေမဲ့ဒါကိုလည်းပြန်ပြီးပြုပြင်လို့ရပါတယ်နံပါတ်1ကတော့10မိနစ်ခန့်လမ်းလျှောက်တာပဲဖြစ်ပါတယ်နောက်ထပ်ကော်ဖီတစ်ခွက်သွားတောက်မဲ့အစား10မိနစ်လောက်လမ်းမြန်မြန်လျှောက်ကြည့်လိုက်ပါဂျော်ဂျီယာတက္ကသိုလ်ကသူတေသနတွေအရာဆိုရင်လမ်းလျှောက်တာကလူတချို့အတွက်ကက်ဖင်းတက်ပို့ပြီးတော့ fun in ကိုထိရောက်စွာမြင့်တင်ပေးနိုင်တယ်လို့တွေ့ရှိရပါတယ်လက်ဖက်တဲ့လေနေအောင်ကြီးနဲ့လှုပ်ရှားမှုတွေကအုံနောက်ဖီကိုအောက်ဆီဂျင်စီးဆင်းမှုတွေကိုလှုံ့ဆော်ပေးတယ်ဒါကနှိုးကြမှုကိုလည်းဖြစ်စေနိုင်တယ်တင်အိမ်ထဲမှာပဲရှိနေရဆိုရင်တော့လှေကအနှဲငယ်တက်တာဒါမှမဟုတ်ရင်လမ်းလျှောက်တာမျိုးကလည်းတင်ကိုကူညီပေးနိုင်ပါတယ်လေ့ကျင့်ခန်းအမျိုးအစားတွေကအဓိကမဟုတ်ပါဘူးအဓိကတော့လှုပ်ရှားနေဖို့ပဲဖြစ်ပါတယ်နံပါတ်2ကအကျော်ဖန်ခြင်း
အမှန်တိုင်းဝန်ခံရမယ်ဆိုရင်ကျွန်တော်တို့အားလုံးကစပွဲပေါ်မှာနိုင်ပေါင်းများစွာထိုင်ပြီးတော့အလုပ်လုပ်ကြရပါတယ်။ဒါကတင်းရဲ့ကိုယ်နေဟန်ထားနဲ့တင်းရဲ့စွမ်းအင်ကိုဖြည့်ဆည်းနိုင်ပါတယ်။ဒီအကျောဆန့်လေ့ကျင့်ခန်းတွေကိုဖမ်းပြီးလုပ်ကြည့်ပါ။တင်းရဲ့ပကုံးကို10ချိန်ခန့်နောက်ပြန်လှည့်တာတင်းရဲ့လက်မောင်းကိုခေါင်းပေါ်ဆက်ထုံပြီးဘေးတစ်ဖက်စီကိုညင်သာစွာလှည့်တာမျိုးမတ်တက်ရက်ပြီး15စက္ကန့်လောက်ခြေချောင်းတွေကိုထိကြည့်တာမျိုးဒီလေ့ကျင့်ခန်းတွေလှုပ်ရှားမှုတွေကသွေးလည်ပတ်မှုကိုကောင်းစေပြီးတော့တင်းအုံနောက်စီကိုလက်ဆက်တဲ့အောက်ဆီဂျင်တွေကိုပို့ပေးနိုင်ပါတယ်။ဒါကတင်းရဲ့ခန္ဓာကိုယ်အတွက် refresh လုပ်ကိုနှိမ့်လိုက်တဲ့လိုမျိုးပဲဖြစ်ပါတယ်။နံပါတ်3ကတော့မှန်ကန်တဲ့တည်ရစာတွေစားတာပါ။နေ့လယ်3နာရီမှာအစာပြေကုတ်ကီးစားတာကအသက်ကယ်စီလိုခံစားရပဲဆိုပေမဲ့တနာရီအကြာမှာကတော့တင်းမစားခင်ကထပ်ပို့ပြီးတော့ပင်မနှွဲနေတာမျိုးတွေခံစားစေရနိုင်ပါတယ်။တကြားပါတဲ့တည်ရစာတွေအစားဖြည်းဖြည်းချင်းစွမ်းအင်ထုတ်လုပ်ပေးတဲ့အစားအစာတွေနဲ့အစားထိုးကြည့်လိုက်ပါ။ဘာဒန်ဗိဒါမှမဟုတ်တကြားသည်မြေပဲထောပတ်နဲ့ပန်းသည်တဖုတ်စာပဲအမျိုးမျိုးဒါမှမဟုတ် dark chocolate တွေစားရမျိုးလုပ်ပေးလို့ရပါတယ်။ဒါတွေကအသင်ကိုကြာရှည်တဲ့စွမ်းအင်ပေးပြီးတော့သွေးရင်းတကြားဓာတ်ကိုလည်းတည်ငြိမ်စေပါတယ်။တတိထားရမှာပို့ပြီးတော့စားဖို့မဟုတ်ပါဘူး။ဉာဏ်ရှိရှိအစားအသောက်ကိုရွေးချယ်နိုင်ဖို့ပဲဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာဖိတက်တက်ကြအောင်ဘယ်လိုမြင့်တယ်မလဲ။ကောင်းတဲ့အလေးချက်အနေနဲ့ရောမှလူတိုင်းဟာအာယုဖူးဖိုက်လို့မရတဲ့ဒါမှမဟုတ်စွမ်းအင်ကုန်နေတဲ့အုံနောက်မှုန်ခြင်းအချိန်ကိုရောက်ရှိစေနိုင်ပါတယ်။ဒီမှာတင့်ကိုယ်တင်လှည့်မြန်စွာဘယ်လိုပြန်ပြီးတော့အသက်ဝင်အောင်လုပ်မလဲဆိုတာကအရေးကြီးပါတယ်။နံပါတ်1တတိနဲ့အသက်ရှူခြင်းတင်အခုပဲစမ်းကြည့်လို့ရပါတယ်။တင်နှာခေါင်းကနေပြီးတော့4စက္ကန့်ခန့်အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ပြီးရင်2စက္ကန့်ခန့်ထိန်းပြီးတော့အသက်အောင်ထားလိုက်ပါ။ပြီးရင်တင်းရဲ့ဘက်ကနေပြီးတော့6စက္ကန့်ကြာဖြည်းဖြည်းချင်းအသက်ရှူထုတ်လိုက်ပါ။ဒါကို3ချိန်လောက်ပြန်ပြီးတော့လုပ်ပြီးလို့ရပါတယ်။ဒီရုပ်ရှင်နဲ့အသက်ရှူနီလန်ကကော်တီဇောလို့ခေါ်တဲ့စိတ်ဖိစီးရဲ့ဟော်မုန်းကိုရောကျစေပြီးတော့အောက်ဆီဂျင်စီးဆင်းမှုကိုလည်းတိုးတက်စေပါတယ်။တင်းကိုအိမ်ငိုက်ခြင်းဒါမှမဟုတ်ကော်ဖီမပါဘဲငြိမ်သက်တဲ့အာရုံဖူးဖိုက်မှုကိုပေးစီနိုင်ပါတယ်။ဒါကတင်းအုံနောက်အတွက်2မိနစ်အတွင်းလုပ်လို့ရတဲ့ reboot လိုမျိုးပဲဖြစ်ပါတယ်။နံပါတ်2ကတော့အတန်ရဲ့စွမ်းအားပဲဖြစ်ပါတယ်။ဂီတကနောက်ခံဖူညံတန်တွေပဲမဟုတ်ပါဘူး။သူကစိတ်ခံစားမှုကရိယာတစ်ခုလည်းဖြစ်ပါတယ်။မတူညီတဲ့အတန်တွေကတင့်အုံနောက်ကိုမတူညီတဲ့နီလန်းနေနဲ့လှုံ့ဆော်မှုပေးပါတယ်။ Lo-fi ဒါမှမဟုတ်သူရိယာတီးလုံးတွေကစာချက်တဲ့အချိန်မှာဒါမှမဟုတ်စာရွက်စာရွက်အနေနဲ့အလုပ်လုပ်ရတဲ့လုပ်ငန်းတွေမှာဆိုရင်အာရုံဖူးဖိုက်မှုကိုပိုပြီးတော့မြင့်တင်ပေးပါတယ်။တဘာဝတန်တွေကဖိတ်ဖိစီးမှုကိုရှော့ချစေပြီးတော့အာရုံဖူးဖိုက်မှုကိုလည်းတိုးတက်စေပါတယ်။တက်ကြွတဲ့ pop ဒါမှမဟုတ်ရင် rock ဂီတကန်တန်တွေကတင်ပင်ပန်းနှံ့နေချိန်မှာလျင်မြန်တဲ့လှုံ့ဆော်မှုမျိုးကိုပေးနိုင်ပါတယ်။တင်နှစ်သက်တဲ့တချင်း list အနေငယ်ကိုဖန်တီးပါ။တစ်ခုကအာရုံဖူးဖိုက်မှုအတွက်တစ်ခုကစွမ်းအင်အတွက်တစ်ခုကစိတ်အပန်းဖြေမှုအတွက်ပဲဖြစ်ပါတယ်။မှန်ကန်စွာအသုံးပြုတဲ့အခါမှာတန်ဖင်တွေကလည်းတင်းရဲ့စိတ်ပိုင်းဆိုင်ရာကဖိန်းတက်လိုမျိုးဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သူကတော့နောက်ပိုင်းမှာစွမ်းအင်ပြန်ကျတာမျိုးမရှိဘူးပေါ့။နံပါတ်3ကတော့အရေးပါတဲ့အသေးစားအနားယူမှုတွေပဲဖြစ်ပါတယ်။ဒီမှာလူအများစုမှားနေတဲ့အရာတစ်ခုရှိပါတယ်။ဘယ်တော့မှမရက်မနာအလုပ်လုံးမှသာအလုပ်တွေများများနဲ့မြန်မြန်ပြီးမယ်လို့ထင်ကြပါတယ်။တကယ်တော့အုံနောက်ကရုတ်တရက်အချိန်တိုတွင်းမှသာအကောင်းဆုံးအလုပ်လုပ်နိုင်ပါတယ်။တနာရီအတွင်းမှာ10မိနစ်ကနေ9မိနစ်အထိအသေးစားအနားယူမှုတွေလုပ်ပြီးလို့ရပါတယ်။မတ်တက်ရက်တာမျိုးအကြောဖတ်တာမျိုးဖုန်းကွန်ပျူတာစကရင်ကနေပြီးတော့မျက်စိကိုလွှဲပြီးတော့လွှဲတာမျိုးရေတောက်တာဒါမှမဟုတ်ရင်အသက်ရှူလေ့ကျင့်ခန်းမျိုးတွေလုပ်လို့ရပါတယ်။သူတည်တနာတွေအရာဆိုရင်အသေးစားအနားယူမှုတွေကပင်မနှံ့နေမှုတွေကိုကာကွယ်စေပြီးတော့ကြက်သားတင်းမာမှုတွေကိုရှော့ချပေးတယ်။တီထွင်ဖန်တီးမှုတွေကိုတော့မြင့်တက်စေတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အတူချုပ်ပြောရရင်တော့ခဏနာယူတာကအချိန်ဖြုံးတာမျိုးမဟုတ်ပါဘူး။တင်းရဲ့စွမ်းအင်ကိုကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။နောက်နေ့မှာအားအပြည့်ဖြစ်နေဖို့အတွက်ညနေခင်းမှာအနာယူခြင်းတင်းရဲ့ညတွေကရှုပ်ထွေးနေမယ်ဆိုရင်နောက်နေ့ဘက်တွေမှာစွမ်းအင်ရှိနေမှာမဟုတ်ပါဘူး။တင်းခန္ဓာကိုယ်ကဖုန်းတစ်လုံးလိုသဘောထားကြည့်လိုက်ပါ။မှန်ကန်စွာအာမသွင်းထားပဲနဲ့စွမ်းရည်ကောင်းမျှော်လင့်လို့မရနိုင်ပါဘူး။နံပါတ်1ကတော့ digital ကိရိယာတွေကိုအဝေးမှာထားခြင်းအမှန်တရားတစ်ခုကိုပြောပြပါမယ်။တင်အိပ်ရမဝင်ခင်မှာ Facebook ဒါမှမဟုတ် Netflix တွေကိုနောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်တာကတင်ရဲ့အိပ်စက်မှုတွေကိုဖျက်ဆီးနေနိုင်ပါတယ်။ဖုန်းမျက်နှာပြင်ကနေထွက်တဲ့ blue light တွေကတင်အုံနောက်ကိုနေခင်းလို့ထင်စေပြီးတော့တင်ကိုအိပ်ပျော်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ melatonin ကိုနောက်ကျစေပါတယ်။ဒါကြောင့်ဒီလိုလုပ်ကြည့်ပါ။အိပ်ရမဝင်ခင်တနာရီကိုဖုန်းမကြည့်ပါနဲ့။အဲ့ဒီအချိန်ဒီမှာအကျော်လျှော့တာစာဖတ်တာဒါမှမဟုတ်နောက်နေ့အတွက်ဘာတွေလုပ်ရမလဲ planning ချတာမျိုးတွေလုပ်ကြည့်လို့ရပါတယ်။တင်းရဲ့အနာဂတ်ကတင်းကိုကျေးဇူးတင်နေပါလိမ့်မယ်။နံပါတ်2အချက်ကတော့ညနေခင်းမှာပြန်လည်အားဖြည့်တဲ့လုပ်ရိုးလုပ်စဉ်တွေကိုတိစောက်တာမျိုးလုပ်လို့ရပါတယ်။
ဖိတ်ငြိမ်သက်တဲ့ခန္ဓာကိုယ်ကပိုပြီးတော့ကောင်းကောင်းအိပ်ပျော်ပါတယ်။ဒါကြောင့်မို့လို့ကောင်းကောင်းအနားယူထားတဲ့ခန္ဓာကိုယ်ကပိုပြီးတော့ fun in နဲ့နှိုးထားလာစေနိုင်ပါတယ်။ဒီအချက်တွေကို fun ပြီးတော့လုပ်ကြည့်လို့ရပါတယ်။ Child's pose ဒါမှမဟုတ် forward fold လို့ခေါ်တဲ့ညင်သာတဲ့ယောဂဟန်ဒီလေ့ကျင့်တာမျိုးတင်းမာနေတဲ့ကြွက်သားတွေကိုပြေရောစေဖို့အတွက်ရေနွေးနွေးနဲ့ရေချိုးပေးတာမျိုး soft lightning တွေဖိတ်ပန်းပြေစေတဲ့အနက်ဒါမှမဟုတ်တာယာတဲ့တခြင်းတွေကိုနားထောင်ပေးတာမျိုးတွေလုပ်လို့ရပါတယ်။ခက်ခဲတွေလုပ်နေစရာမလိုပါဘူး။ပုံမှန်လုပ်ဖြစ်နေဖို့ပဲလိုတာပါ။သင်ကသင်ရဲ့အုံနောက်ကိုအနားယူဖို့အချိန်ရောက်နေပြီလို့ပြောပြပေးနေရမျိုးပဲလုပ်လို့ရပါတယ်။သင်ရဲ့အိပ်ဖက်မှုပတ်ဝန်းကျင်ကိုအကောင်းဆုံးပြုလုပ်ခြင်းအကြာကြီးမအိပ်ရဘဲနဲ့ကောင်းကောင်းမွန်မွန်အရေးသွေးမြင့်အိပ်ဖက်မှုမျိုးရချင်ပါသလား။သင်ရဲ့အိပ်ဖက်မှုပတ်ဝန်းကျင်ကိုအရင်ပြင်ဆင်ကြည့်လိုက်ပါ။သင်ရဲ့အခန်းကိုအေးမြနေအောင်ထားတာမျိုးပတ်ဝန်းကျင်ကမှောင်နေအောင်ထားတာအလင်းကားတဲ့လိုက်ကားတွေဒါမှမဟုတ်မျက်လုံးအုပ်တဲ့အဝတ်တွေကိုအသုံးပြုတာမျိုးလုပ်လို့ရပါတယ်။ပတ်ဝန်းကျင်ကဖူညံတန်တွေကိုရှော့ချလိုက်ပါလိုအပ်ရင် white noise application တွေကိုသုံးပြီးတော့နားထောင်လို့ရပါတယ်။သင်အိပ်ဖက်မှုပတ်ဝန်းကျင်ကသင်ခန္ဓာကိုယ်ကိုထောက်ပံ့တဲ့အခါမှာသင်ဟာမူးဝေထိုင်းဝိုင်းခြင်းမရှိဘဲနဲ့အင်အားအပြည့်နဲ့နှိုးလာပါလိမ့်မယ်။ရေရှည်စွမ်းရည်မြင့်တင်နိုင်တဲ့အလေးအကျင့်များကဲဒီမှာအရာအလုံးစုပေါင်းပြီးတော့ပြောပြပါမယ်။တကယ်ရေရှည်တည်တတ်နိုင်တဲ့ fun infura ကအမြင်ဖြည့်ရှင်းနည်းတွေမျိုးမဟုတ်ပါဘူး။သူကအမြဲတမ်းပုံမှန်လှုပ်ဆောင်ရမယ်တည်ငယ်တဲ့အရာတွေလိုမျိုးဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ပုံမှန်လှုပ်ဆောင်နေဖို့ပဲဖြစ်ပါတယ်။ဒီတည်ငယ်တဲ့နေ့စဉ်အလေးကျင့်တွေဖြစ်တဲ့အကျော်လျှော့တာရေတက်ဖြစ်တင်တာလှုပ်ရှားတာ screen time လျှော့ချတာတွေကတည်ငယ်တယ်လို့ထင်ရပေမဲ့ဒီဟာတွေအတူတကွပေါင်းဖက်လက်တဲ့အခါမှာဆိုရင်ပုံမှန်လုပ်မယ်ဆိုရင်သင်ရဲ့ခန္ဓာကိုယ်အတွက်နေ့စဉ်လုံလောက်တဲ့စွမ်းအင်တွေကိုတည်ဆောက်ပေးပါတယ်။ငွေစုပန်နဲ့ငွေလိုပါပဲသင်ပို့ပြီးတော့ကြာထားလေပိုကြာလုပ်လေအကျိုးကျေးဇူးပိုများလေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့သင်ရဲ့ fun တွေကိုမှတ်တမ်းတင်ထားပါ။ဒီမှာရိုးရှင်းတဲ့လှည့်ကွက်တစ်ခုရှိပါတယ်။တပတ်တာအတွက်သင် fun အတက်အကျအချိန်တွေကိုမှတ်သားထားပါ။နာရီအနည်းငယ်ခြားတိုင်းဒီအချက်တွေကိုမှတ်သားပါ။တစ်ကနေတစ်ဖက်အထိ fun ဘယ်လောက်ရှိလဲလို့ခံစားရလဲ။သင်ခုနကဘာလုပ်ခဲ့လဲဘာတွေစားခဲ့လဲအဲ့ဒီအချိန်မှာဘာတွေခံစားရလဲ။ရန်အနေငယ်ကြတဲ့အခါမှာပုံစံတွေထပ်ပေါ်လာလိမ့်မယ်။တကြားတဲ့ကြောင့်စွမ်းရင်ကြာဆင်းတာကနေ့လယ်ပိုင်းကိုဖြတ်စည်းနေရလား။ဒါမှမဟုတ်ညဘက်မှာ screen တွေအကြည့်များပြီးတော့နောက်နေ့မနက်မှာအင်အားနည်းနေရလား။ဒါတွေကိုပို့ပြီးတော့ပြမြင်ရပါလိမ့်မယ်။နောက်တစ်ခုကတော့ဒီဟာရဲ့အကျိုးသက်ရောက်မှု ripple effect လို့ခေါ်ပါတယ်။သင်ရဲ့ fun in တွေတိုးတက်လာတဲ့အခါမှာကျန်တာတွေအားလုံးကလည်းတိုးတက်လာပါလိမ့်မယ်။သင်ရဲ့အတွေးတွေပို့ပြီးတော့ကြီးလင်းလာတယ်ပို့ပြီးတော့တိခန့်တက်ပြီးတော့ပို့ပြီးအာရုံစူးစိုက်မှုတွေလည်းကောင်းလာတယ်သင်ကျန်းမာရေးအတွက်ပိုကောင်းတဲ့ရွေးချယ်မှုတွေကိုလည်းလုပ်လာနိုင်တယ်ဒါက domino effect လို့ပါပဲသင်ငယ်တဲ့အလေးအကျင့်တစ်ခုကနေပြီးတော့အပြူသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုတစ်ဆက်တည်းဖြစ်ပေါ်စေတာပါ fun infura ကနိုးနေုံတက်တော့မဟုတ်ပါဘူးသူကနေတိုင်းသင်ရဲ့အကောင်းဆုံးပုံစံနဲ့ထွက်ပေါ်လာဖို့ပဲဖြစ်ပါတယ်ဒီအရာတွေကမော်ဖန်နဲ့လက်ကွက်တွေမျိုးလည်းမဟုတ်ပါဘူးလက်တွေ့ကြတဲ့ဆရာဝန်တွေထောက်ခံထားတဲ့ဘသူမဆိုလှုပ်ဆောင်နိုင်တဲ့အလေးကျင့်တွေပဲဖြစ်ပါတယ်။ဖြည့်ဖက်ဖာတွေဒါမှမဟုတ်နောက်ထပ်စွမ်းရင်အချိုရည်တွေမျိုးလည်းမလိုအပ်ပါဘူး။လိုအပ်တာကအသည့်ရဲ့ပုံမှန်လှုပ်ဆောင်မှုအနေငယ်နဲ့သင်ရဲ့စွမ်းအင်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဆန္ဒပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သင်ရဲ့စွမ်းအင်မြင့်တက်လာတဲ့အခါမှာသင်ဘဝတစ်ခုလုံးလည်းလိုက်ပြီးတော့အဆင့်မြင့်တက်လာလို့ပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေကိုရှော့ချဖို့အတွက်နည်းလမ်းတွေကိုလေ့လာဖို့အတွက် screen ပေါ်မှာပေါ်နေတဲ့နောက်ထပ်ဗီဒီယိုတစ်ခုကိုထပ်ပြီးတော့နှိပ်ကြည့်လိုက်ပါဒါကသင်ရဲ့ fun ကိုတည်ငြိမ်စေပြီးတော့စိတ်ကိုထက်မြက်နေစေဖို့အတွက်နောက်ဆက်တွဲဗီဒီယိုပဲဖြစ်ပါတယ်